မင်္ဂလာပါဒီဗီဒီယိုဖိုင်လေးမှာတော့အမ polyline နဲ့ polyline edit explode ပေါ့နော်ဒီ command လေးတွေအသုံးဖို့အကြောင်းကိုရှင်းပြပေးသွားပါမယ်အဲ့တော့ polyline ကိုအမဆွဲကျင်တယ်ဆိုလို့ရှိရင်သူက line မျိုးစားပဲပေါ့နော် line ကိုမှ polyline command pl ဆိုပြီးတော့ command ရိုက်ထည့်ပြီးတော့ဆွဲရင်လည်းရတယ်လို့ဒီ toolbar မှာရှိရဲ့ဒီ polyline ဆို icon လေးကိုယူပြီးတော့ဆွဲရင်လည်းရတယ်နော်အဲ့တော့မှဒီ polyline command လေးယူပြီးတော့ဆွဲလိုက်မယ် first point ချမယ် direction ပြမယ်ကိုက distance တန်ဖိုးတိကျနဲ့တွားခြင်းနဲ့ဆိုရင်ဒီမှာ distance တန်ဖိုးရိုက်ထည့် enter ခောက်ပေါ့နော်အခုမှတော့ဒါမှန်းပြီးဆွဲလိုက်မယ်တစ်ဆက်တည်း line လေးပေါ့အဲ့တော့ဒီ polyline နေဆွဲအခါမှာစမှတ်နဲ့ဆုံးမှတ်နဲ့ကိုလမ်းဆက်ခြင်းနဲ့ဆိုရင် close c enter အဲ့ဒါစမှတ်နဲ့ဆုံးမှတ်နဲ့ကိုဆက်ပေးလိုက်နော်ဒါအခုဒီပုံလေးရဆိုရင် polyline ကိုအသုံးပြုပြီးတော့ဆွဲထားတဲ့ပုံလေးပေါ့ဒါကပုံစံအကြည့်မယ်ဆိုရင်ဒါ line လေးတွေကိုပဲအသုံးပြုထားဖြစ်တဲ့ကြောင့်မ line command ကိုယူပြီးတော့ဆွဲရင်ရောမရဘူးလားဆိုရင်ရတယ်ပေါ့နော် line command ကိုယူပြီးတော့အဲ့လိုမျိုးပုံလေးဆွဲရင်လည်းရပါတယ် enter နဲ့အစားဆုံးကိုပေးလိုက်မယ်အဲ့တော့ဒီပုံလေးနှစ်ခုမှာကိုလက်တန်းဆဲထားတဲ့ပုံလေးပေါ့နော်ဒီပုံလေးနှစ်ခုမှာပုံစံလေးကြည့်ရင်တော့အတူတူပဲပေါ့သူလည်း line တွေသုံးပြီးဆွဲထားတယ်သူလည်း line တွေသုံးပြီးဆွဲထားတယ်အဲ့တော့ဒါ polyline ကိုသုံးပြီးဆွဲထားတဲ့ပုံအဲ့ polyline ကိုသုံးပြီးဆွဲထားတဲ့ပုံပေါ်မှာအမတို့သူတစ်ချက်ဆက်လက်မှတ်ကြည့်လိုက်မယ်သူတစ်ချက်ဒီပုံပေါ်မှာ object တစ်ခုဒီ object ပေါ်မှာ click တစ်ချက်ထောက်လိုက်ရုံနဲ့ဒီ object အကုန်လုံးကိုခြုံပြီးတော့ select မှတ်သွားပြီပေါ့နော်အဲ့ဒီမှာကျတော့ဒီ line command ကိုရေးဆွဲထားတဲ့ဒီပုံမှာကျတော့မှလို့ပဲ select မှတ်ကြည့်လိုက်မယ်ဆိုရင်သူကဒီဆက်မှတ်တစ်ခုချင်းပေါ့နော်ဒီအပိုင်းမြင်းပိုင်းလေးတစ်ခုချင်းစီပေါ်မှာပဲသွားပြီးတော့ select မှတ်တာကိုမြင်ရမယ်ပေါ့အဲ့တော့ဒါက line command နဲ့ polyline command နဲ့ခေါ်ပြီးတော့ဆွဲထားတဲ့အခါမှာမြင်ရမယ်ကွာခြားချက်ပဲဖြစ်ပါတယ်အဲ့တော့ခုမှတို့ထပ်ပြောချင်တာက polyline edit command လေးကိုပြောမယ်ပေါ့နော် polyline edit ကြတော့ဒီလိုမျိုးအမတို့ line command ကိုယူပြီးဆွဲထားခဲ့တဲ့ပုံလေးရှိကောင်းရှိမယ်ပေါ့နော်အဲ့ဒီပုံလေးကိုဒီလိုမျိုးတစ်ချက်ကလေးယုံနဲ့အကုန်လုံးကိုခြုံပြီးတော့ select လုပ်ပြီးအောင်ပေါ့နော်ပြောရရင် polyline လိုမျိုးတစ်ဆက်တည်း object ဖြစ်သွားအောင်လုပ်မယ်ဆိုလို့ရှိရင်မတို့ကခုနပြောတဲ့ polyline edit ဆိုတဲ့ command ကိုသုံးပေးရမယ် polyline edit ဖြစ်တဲ့အတွက်ကြောင့်မို့သူ့ရဲ့ command က pe enter အဲ့တော့ slash အဲ့ဒီမှာဆိုလို့ရှိရင် command box လေးပြောင်းနေပါတော့အဲ့တော့ command box လေးခေါ်လိုက်မယ် control 9ပြီးတော့မှ pe enter အဲ့တော့သူ pe edit polyline edit လုံးမှာဖြစ်တဲ့အတွက်သူ select polyline အောင်မှာဒီပဲအမှတော့ဒီကွဲနေတဲ့ object တွေကိုတစုတစည်းရဖြစ်အောင်လုပ်ပါလေเนาะအဲ့တော့ကွဲနေတဲ့ object တွေအများကြီးဖြစ်တဲ့အတွက်ကြောင့်အမှတော့ဒီပဲတွေကိုရွေးပေးပါမယ်ပြီးရင် select object ကိုတစုတစည်းရဲ့ polyline ဖြစ်စေခြင်းနဲ့ object ဆိုအကုန်လုံးဖြစ်စေခြင်းတဲ့အတွက်ဒီတစ်ခုလုံးကို select မှတ်လိုက်မယ် enter အဲ့ဒီမှာသူက join လုပ်မှာလားလို့မေးရမှာเนาะ join yes မေးလိုက်မယ်เนาะခုနမေးခွန်းလေးမှာ yes မေးလိုက်မယ် yes ဖြေလိုက်မယ်ပေါ့เนาะပြီးတော့ ph တဲ့ enter ဒီမှာသူကဘာလုပ်မှာလဲမေး join လုပ်မှာလား open လားလို့အမတို့ကခုကဆက်မှာเนาะဒီ segment နေတစ်ခုချင်းစီကနေ polyline တစ်ခုလုံးဖြစ်အောင်ဆက်မှာဖြစ်တဲ့အတွက်ဒီ join ကိုသုံးမယ်ပေါ့เนาะ j လို့ရိုက်ထည့်လဲရပါတယ်အဲ့တော့ enter ရတယ်เนาะအဲ့တော့ဒီဟာကိုတစ်ချက်သွားပြီး select မှတ်ကြည့်လိုက်မယ်ကိုဆိုရင်ဒါ polyline သုံးပြီးတော့ဆွဲတယ်လို့ပဲဒီ line command ခေါ်ပြီးဆွဲထားတဲ့ဒီပုံလေးရလဲ polyline ဖြစ်သွားပြီပေါ့နော်ဒါ polyline edit command လေးပါပြန်ပြောပါမယ်နော်အခုဒီ polyline ဆွဲထားတယ် polyline ဆွဲထားရှိမယ်ရိုးရိုး line ကိုခေါ်ပြီးဆွဲထားတဲ့ပုံရှိမယ်အဲ့တော့ဒီရိုးရိုး line ကိုရိုးရိုး line command ခေါ်ပြီးဆွဲထားတဲ့ပုံကို polyline ဖြစ်အောင်လို့လုပ်ချင်တယ်ဆိုရင်ခုနကပြောတဲ့ polyline edit ဆိုတဲ့ command ကိုသုံးမယ်သူရဲ့တူကောက်က pe enter ပြီးရင် polyline လုပ်မဲ့ object ကအများဖြစ်တဲ့အတွက်ကြောင့်မလို့ multi ပဲ m ကိုရွေးမယ်ပြီးရင်ကို polyline လုပ်ချင်တဲ့ object တွေကို select မယ်ပြီးရင် enter
ပြီးတော့သူက convert ဆိုပြောင်းမှာလားတဲ့သူက yes or no မေးကိုမေးရပြောင်းမှာဟုတ်တာဖြစ်တဲ့အတွက် why yes ပေါ့နော် why enter ပြီးရင် enter an option နဲ့ကိုယ့်ရဲ့ရွေးချယ်မှုကိုဆိုကိုကဘာလုပ်ချင်တာလဲဆိုဆက်ချင်တာဖြစ်တဲ့အတွက် G ပေါ့နော်အဲ့တော့ G enter ပြီးပြီဆိုရင် enter 3ချက်ဆင့်ခေါ်ပါပေါ့နော် okay ဒါဆိုရင် sorry enter 2ချက်ဆိုရတယ်ပေါ့နော်အဲ့တော့ဒီမှာခုနက select တဲ့ဒီ line comment ခေါ်ပြီးဆွဲခဲ့တဲ့ object လေးဟာ polyline ဖြစ်သွားပါပြီเนาะအဲ့တော့ဒါက polyline ဆွဲပြီးတော့ polyline edit လေးနဲ့ပြိုကွဲနေတဲ့ object တွေကိုတစ်ဆက်တည်းပြုလုပ်ခြင်းပဲဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကမြင်းအထူဆွဲမယ်ပေါ့နော်။နောက်ဒီ polyline နဲ့ line တွေဆွဲလိုက်ပြီးအဲ့ဒီ line လေးတွေကဒီ line command ကိုခေါ်ပြီးဆွဲတော့လို့ပဲဗာလဲဆိုတော့တိတိလေးပဲပေါ့နော်။အဲ့လိုမျိုးဖြစ်ခြင်းကိုမဥပမာမြားကောင်းလိုမျိုးပေါ့နော်။မြားကောင်းလိုမျိုးအထူပေါ့နော်။အထူသူ့ရဲ့အထူဘလောက်ပေါ့နော်။သတ်မှတ်ချက်တစ်ခုနဲ့ဆွဲလိုက်မယ်ပေါ့။အဲ့တော့အမတို့အဲ့ line 2လေးဆွဲမယ်ဆိုရင် polyline step 1 သတ်မှတ်ပြီးမယ်ပြီးရင်မြားကောင်းအထူကမြားအချွန်ထိတ်ကအချွန်လေးဖြစ်တဲ့အတွက်ထိတ်မှာသူကအထူတန်ဖို့မရှိဘူးလीနော်မရှိတော့ထိတ်တန်ဖို့က0ပေါ့နော်အဲ့တော့နောက်ကမြားကားသွားမယ်အပိုင်းလေးကဘယ်လောက်ကားချင်တာလဲအဲ့မှာအတိုင်းတာလေးတန်ဖိုးတစ်ခုရှိမှာပေါ့နော်အဲ့ဒီတန်ဖိုးလေးအဲ့မြားကောင်းပုံလေးဆွဲကြည့်မယ်ပေါ့အခု polyline command လေးယူပြီးပြီ first point click ပြီးရင်ကိုက line အထူဆွဲမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအောက်မှာဒီ comment box ဒီမှာ as have width length and width ဆိုပြီးတော့ option လေးပေးထားတယ်အဲ့ဒီကနေမှမတော့အထူဆွဲမှာဖြစ်တဲ့အတွက် w enter ပေါ့နော်ပြီးတော့မှဒီမှာတန်ဖိုးရိုက်ထည့်ရမယ်specify setting မှာပထမဆုံးအစမှာကခုနကမြားကောင်းဆွဲမှာဖြစ်တဲ့အတွက်မြားကောင်းရဲ့ထိပ်မှာ width တန်ဖိုးမရှိတဲ့အတွက်0 enter အဆုံးကိုကြတော့မတို့က4လောက်ထားတယ်ပေါ့နော်သူ့ရဲ့ width ကို4 enter ဒါဆိုလို့ရှိရင်ဒီပုံမှာဆိုရင်ထိတ်ကဒီရှင်းထိတ်လေးက0ပေးခဲ့တယ်ဒီအနောက်က အပေါ်အောက်အရှည်ကခုနရိုက်တန်ဖိုးရိုက်ထည့်ပေးခဲ့တဲ့4တန်ဖိုးပေါ့နော်အဲ့တော့အခုဒီအလျားအရှည်ပေါ့နော်သူ့ရဲ့အရှည်ဒီလိုတွဲသွားမှလားဒါမှမဟုတ်ဒီလိုမျိုးတိုးပဲသွားမှလားဆိုတာကကိုကတန်ဖိုးတစ်ခုရိုက်ထည့်ပြန်မယ်ပေါ့နော်အရှည်ကလည်း4ပဲထားလိုက်မယ် enter ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီမြားကောင်းထိတ်ကလေးကို polyline command လေးခေါ်ပြီးတော့ width တန်ဖိုးရိုက်ထည့်ပြီးတော့ဆွဲလိုက်တာဖြစ်တယ်နော်အဲ့တော့ဒီကနေပြီးတော့ဆက်သွားမယ်ကောင်ကဒီဟာကြီးဆိုရင်အရန်ထူပဲလေအဲ့တော့ဒီနောက်ကိုသွားမယ်line ရကြတော့ဒီလေးလက်မထက်သေးမှဖြစ်မှာပေါ့နော်အဲ့တော့4ထက်သေးရမယ်ဆိုတော့ထပ်ပြီး polyline ဆွဲအောင်မှဖြစ်တဲ့အတွက်specify နဲ့ next point အတွက်ကလည်း width ကိုပဲထပ်ပြီးရွေးပြီးမှဖြစ်တဲ့အတွက်w enter သေးမယ်ဆိုတော့သူ့ရဲ့တစ်ဝက်2လောက်ထားလိုက်မယ်2 enter အစကိုလည်း2အဆုံးကိုလည်း2လောက်ထားလိုက်မယ်2ပေါ့အဲဆိုရင်ဒီ line ရည်သူ့ရဲ့အရှည်ကကြတော့အရှည်ဘယ်လောက်ထားမလဲဆိုရင်အရှည်ကို6လောက်ထားလိုက်မယ်6 enter နော်အဲ့တော့ဒီကနေပြီးတော့တခါဒီဘက်မှာလည်းမြားကောင်းလေးပြန်ပိတ်ချင်တယ်ဒီဘက်မှာမြားကောင်းပြန်ပိတ်ချင်တယ်ဆိုတော့အစမှာထားခဲ့တဲ့ဒီနောက်ကွာဝေးလေးက4ဒီရှိက0အဲ့တော့ဒီမှာ4ရှိထိပ်ပိတ်0နဲ့သွားမယ်ဆိုတော့နောက်ထပ် width တန်ကိုဆိုတော့ w enter 4 enter 0 enter နော်အဲ့တော့ဒီကောင်းလေးရသွားပြီသူ့ရဲ့အရှည်ကိုလည်းအရှည်ရကောင်းနဲ့အတူတူပဲထားခြင်းနဲ့ဆိုရင်4ပဲထပ်ပြီးမယ် enter နော်ဒါဆိုရင်တော့ခုဒီ polyline command လေးကိုခေါ်ပြီးတော့ polyline command လေးခေါ်ပြီးတော့မြားလေးဆွဲလိုက်တာပေါ့နော်မြားလေးဆွဲလိုက်တာပဲဖြစ်ပါတယ်အခုဒီမှာတခါလေးပြောမယ်ဆိုရင်ဒီမှာ mouse ကဒီလေယာဝှီလေးကိုဒီဘောနော်နှိပ်ပြီးတော့ချုံချဲလုပ်တယ်ပေါ့နော်ချဲလူပဲရနေရဒီဘက်မှာပုံလေးကဆွဲခဲ့တာရှိသေးတယ်လေအဲ့ဒါတွေကိုဆွဲပြီးတော့ဒီလိုပဲဆွဲကြည့်လို့ရတယ်ဒီဝှီကိုလှည့်လို့မရဘူးဖြစ်နေပေါ့နော်ဒီ zoom ကိုဆွဲကြည့်လို့မရဘူးဖြစ်နေတဲ့ခါမျိုးမှာဆိုရင်သူ့ရဲ့ command က z zoom ပေါ့နော် z enter အားလုံးခြုံပြီးကြည့်နေတာဖြစ်တဲ့အတွက် a enter ပြီးတော့မှအဲ့ဒီ video ပြန်ပြီးတော့သုံးပြီးတော့ကစားပြီးဒီ zoom ခြုံချက်ပေါ့နော်အဲ့ဒီကျုံလို့ဒီမှာတစ်ခါလေးပြပြလိုက်တာပါဟုတ်ပြီအခုဆိုလို့ရှိရင်
polyline ကိုအသုံးပြုပြီးတော့မြင်းထူဆွဲခြင်းကိုလည်းပြောပြပေးခဲ့ပြီပေါ့နော်ဒီလောက်ဆိုရင် polyline command နဲ့ polyline edit အကြောင်းကိုနားလည်သွားမယ်လို့ထင်ပါတယ်နော်ကျေးဇူးတင်ပါတယ်